ရှေးရခင်ကဟောဒီဇေတွန်ကျောင်းကြီးတဲ့ရောက်လာရင်တရားစင်မှုကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲကျောင်းမှလည်းဘုရားဉာဏ်ပညာကြီးမားတဲ့ကိုရောမြတ်ကြီးပဲမှလည်းဘုရားလို့တပည့်တော်တို့တွေ့ရဟန်တော်တွေကိုမေးမြန်းပြီးတော့ရှင်ဘုရားကိုဖူးတွေ့ခွင့်ရခဲ့ပါတယ်ယခုချိန်မှာတော့တပည့်တော်တို့ဘုသူထံသွားပဲလို့မေးပြီးတော့ရှင်ဘုရားကိုဘယ်နဲ့လုပ်ပြီးဖူးခွင့်ရတော့မှာလဲဘုရားလို့တက္ကမတွေဝိုင်းပြီးတော့မူကြတားကြတတရရှင်တော်မြတ်ဗျာကြီးကိုကတ္တပသူဤဟတ္တိလည်းမထပိတဝစိတ်ချလက်ချချမ်းထားခဲ့သည်ဖြစ်၍ဒီတော်ရှင်မြတ်သာရိပုတ္တရာသည်ပက်ကံတော်အယတဘဖဲကြွတော်မှာလေဘုရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲသက်ရွယ်ယူ၍အိုမင်းနေပါပြီဝမ်းတော်လာတဲ့ယောဂကြီးလည်းရထားပါပြီဒီချိန်ကျမှရှင်ဘုရားတို့ကမြတ်စွာဘုရားကိုဘသူလည်းမစိတ်ချအလက်ချအနန္တပြီးတော့အရာတစ်ပါးကြွတော်မှာလေဘုရားရှင်ဘုရားတို့မြတ်စွာဘုရားရဲ့အနိနာမှာရှိတဲ့ပါသေးတယ်အဲ့တော်ဒီမျိုးပြင်ပဲလေခွင်းပြင်နေမှာစူးညာတို့တရားတော်မကြီးလည်းငိုကြယဟန်နေကိုယဟန်မကြီးလည်းပဲသောတာပန်တဂရကံအထိငိုကြတာဝမ်းနေလုံးလို့နောက်ဆုံးခရီးလိုက်ပေါ်အတော်လေးလှမ်းတော့ရှင်သာရိပုတ္တရာခြေစုံမတ်မှတ်ရနောက်ပြန်ပြီးလိုက်ပို့ကြရဟန်းတော်တွေအာဟုသောငါရှင်ဘုရားယံတော်များတို့တုံမေသင်တို့သည်ဣတိဝဒီနေရမှာပဲတိဋ္ဌထာနေရခဲ့ကြဒါသဗလေမြတ်စွာဘုရားရှင်ရဲ့ပေါ်မှာပမာဒံမိလေရောပေါ်စားခြင်းတို့မာအပိစိတ်တထမရောက်ကြလေနဲ့မြတ်စွာဘုရားရှင်လည်းသွေးဝမ်းလာတဲ့ယောဂကြီးရထားပြီတပည့်တော်တို့မရှိတဲ့နောက်မှာမြတ်စွာဘုရားရှင်အပေါ်မေးလည်းရောပေါ်စားမနေကြပါနဲ့ရှင်ဘုရားတို့လို့ဘသူကမှနေတယ်အာဟုသောငါရှင်ဘုရားယံတော်များတို့သင်္ခါရနာမယုတ်နန္တမသင်္ခါရတွေဆိုတာဧဝံဘာဝိနောဤကဲ့သို့ဖြစ်လာပြီးလျင်ပြည့်ရခြင်းသဘောရှိကြလေကုန်ဤဖြစ်ပြီးရင်မွေးလာရင်သေရမယ်သင်္ခါရတရားတွေဆိုတာဒီတိုင်းမဲ့မမြဲတဲ့သဘောရှိတယ်တသမရကြောင့်ဒုံမေသင်တို့သည်အပမတ္တကုသိုလ်တရားတို့၌မမေ့မလျောတဲ့အပမဒဆိုတဲ့သတိတရားလက်ကင်ထားကြကုန်သည်ဖြစ်၍ဝိဟရထာနေရခဲ့ကြတော်လို့ထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ဩဝါဒီကောင်းစွာမသွေနောက်ဆုံးပိနေနဲ့ဆုံးမတော်မူခဲ့ပါ၏တည်း